Tomorrow assistant masak kema Panama jan nenge pacha chimare Sa Tông sẽ lấy cùng nhau đó sản làm bài nghề shit Thảo ra phía đi cao miết đồ mù đi ở trong của mi sang yuệ tìm hạt trả lọ Cô rô cô khô lông đó tù đi mình là sĩ Thảo ra phía y tân xin tù rô Thảo ra phía ở trong yuan trả lọ Trong yuan đó tù rô này sinh ye chê mà sĩ ya Chân đây đồ đi sinh ye yuệ ngã một chê ngô khá ya đó lê Thảo ra phía của xa đó tù rô này Cao đó ai ya ta sống ta khu mẹ mà lô ya Ai ya sĩတိုင်းtrệ phía khen tự phản cao chí bê bà xế sa su down jaba so the shin omdo apa guru ko jesu tin de ta ya do nan khin ma le guru shin ye guru shin ye yong ji tu da tami mya ne atu guru ko chin mwan ya de kwet a khwin guru shin thok pat tama chan sa cha na ya de khwin ပြင်ဆင်ပေးတော့ကြောင့်ကိုရိုကိုကျေးဇူးတင်တဲ့တမီတို့ရဲ့အစီအစဉ်ကိုအစအလေးဆုံးတိုင်းအတူပါရှိတော်မူပါကျေးဇူးတော်ပေါင်းချီးမွမ်းလက်ယေရှုနာမနဲ့ဆုတောင်းကြပါရဖဖျားရှင် Praise and worship ကိုအဖွဲ့ကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးမတည့်ပြီးတော့လေပထမဆုံးအနေနဲ့အထံတော်ဆိုတဲ့တခြင်းလေးနဲ့ဖခင်သခင်ကိုချီးမွမ်းကြမယ်အားရပါရဖခင်သခင်ကိုချီးမွမ်းကြမယ်နော်အားလုံးလက်ခုပ်တီးအောင်လုံးသားထဲကတောင်းတရာလာမဆုံးတော့ခင်မြင်မြင်ချင်တဲ့သူတယောက်ပါတော့ဟာကြည့်ရဲ့ကောင်းဆုံးရာရှင်နဲ့နိုင်ကြည့်ရှင်နိုင်တာပေါ်ဒီလားဆုံးစားမယ်အနိုင်စားမယ်ခင်ချင်တွေကိုနှလုံးသားထဲချင်ပါလေမယ်ဒီတိုင်းထန်တော်မှာ1 2 3ထန်တော်မှာအေးရတော့ရဲ့ဟာပြေကပါမှာအေးရတော့ရဲ့တထောင်နဲ့ဆုံးနေတာSo,
ဒီနေ့သူဖျားသခင်ယေရှုတော်ဟာကျွန်တော်တို့လုံလောက်တာဖြစ်တယ်ယနေ့ထိကျွန်တော်ကိုအဆက်ကွဲအကျိုးနဲ့ချင်းမရှိဘဲနဲ့ယနေ့ထိလုံခြုံစွာကွယ်ကားပြတဲ့သူဖျားရှင်ကိုကျွန်တော်တို့ယေရှုတော်ကိုအတူတူကပြန်လဲပြီးချီးမွမ်းရအောင်ပြန်ဆိုရအောင်ဘိုးတော်ရှိချစ်ခြင်းမြတ်တာလုံးပြေဝါဆုံးမမီနိုင်ရာယေရှုကျွန်တော်ကိုယေရှုကျွန်တော်ချစ်သည်ကိုလုံးပြေဝါဆုံးတော့တစ်ခါပြန်ဆိုရအောင်ဘိုးတော်ရှိချစ်ခြင်းမြတ်တာ
ဖျားရှင်ကိုလက်ခုပ်တီးပြီးတော့ချီးမွမ်းရအောင်ဟာလေလုယာကျွန်တော်ပြန်ထိုင်ကြရအောင်ဒီနေ့ထိကျွန်တော်အတင်းသူတင်သားများထဲရနေလေတင်နိုင်တယ်ဆေးရုံရောက်နိုင်တယ်ဒီနေ့ကျွန်တော်တေဆိုးတဲ့လူတွေစီးရင်ထဲမှာလည်းပါနိုင်တယ်ဒါမဲ့ဒီနေ့ကျွန်တော်ရဲ့အသက်တာကိုကိုယ်ကမဆသေးတဲ့အသက်ရှင်ခွင့်ပေးတဲ့ထူဖျားတဲ့နာမတော်တိုင်ပုံကြည့်ပါစေလူတွေရဲ့ထွက်တဲ့ဝင်တဲ့အားလုံးဟာငါလက်ထဲမှာရှိတယ်ဆိုပြီးတော့ယောဘဝတ္ထုထဲမှာပြန်ဖော်ပြထားတယ်ဒါကြောင့်ကျွန်တော်အသက်ကိုပိုင်ရှင်ကိုတည်တဲ့သူတွေကိုကျွန်တော်ကကြောက်ရတယ်ဥပမာဆိုပါစို့ကျမ်းစာထဲမှာပေါ့sorry ဇလန်ထဲမှာပေါ့ဇလန်ထဲမှာတချို့လူတွေကိုသူတို့ရဲ့အထင်းမှာထိန်းချုပ်တဲ့သူတွေကိုရှိတယ်ထင်းချုပ်တဲ့သူကဒီနဲ့ခလုံးနဲ့ထိန်းထားတယ်ဟိုဘက်ကသူ့ခိုင်းတယ်လို့မလုပ်တဲ့ခါကျရင်ဒီနဲ့ခလုံးနဲ့တာနဲ့ဟိုဘက်ကအကျိုးဆွေးပြီးတော့အဲ့လိုနဲ့မခံနိုင်အောင်နေတယ်အဲ့ဒါခါကျတော့သူခိုင်းတယ်မြတ်လောက်ရတယ်လောက်ဆိုလောက်ခိုးဆိုလည်းခိုးရတယ်ပြောချင်တာကသူ့ကိုထိန်းချုပ်တဲ့သူရှိတယ်ဆိုတာတည်တဲ့ခါမှာကြောက်တယ်အဲ့လိုပဲဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာထင်းချောက်တဲ့ဖခင်အသက်ကိုဖျားတဲ့နှောက်တာနဲ့လူဟာတည်သွားမဲ့ပုံကိုယ်တွေဖြစ်တယ်။ဒါကြောင့်ကျွန်တော်ရဲ့အသက်ကိုပေးတဲ့ပိုင်ရှင်အသက်သခင်ဖခင်သခင်ရဲ့မျက်နှာကိုကြည့်ပြီးမှထူဖျားကိုဝမ်းမြောက်သလားဝမ်းနည်းသလားဆိုပြီးတော့ထူဖျားရဲ့မျက်နှာကိုကြည့်ပြီးမှအသက်ရှင်ဖွယ်ကျွန်တော်အလိုရှိတာဖြစ်တယ်။ဒီနေ့ကျွန်တော်ဖခင်ကကျွန်တော်အသက်ရှင်ခွင့်ပေးတာဖခင်မှာအကြံစီရှိတယ်။ဟာလေလုယာကျွန်တော်ပေါ်မှာဖခင်အကြံစီရှိတယ်။တဲ့အားဖြင့်ဘာအမှုပြီးမလဲတော့မသိဘူးတဲ့အားဖြင့်တဆုံတစ်ခုတော့လောက်ငန်းကြီးတစ်ခုကိုဖျားသခင်ကပြီးမြောက်စေဖို့အတွက်သင်ကိုလောဆယ်ဖျားသခင်အသက်ရှင်ခွင့်ပေးတဲ့ရဖြစ်တဲ့အတွက်ကြောင့်ထူအကောင့်ထဲပေါ်နိုင်ဖို့ဖျားသခင်ရဲ့အတန်ကိုကြားဖျားသခင်ကိုဆုတောင်းဖို့အတွက်အမြဲတမ်းလိုအပ်တယ်ဆိုတာရှုဆိုပနာမအနေနဲ့ကျွန်တော်ပြောချင်တယ်ဒီနေ့အတိတ်တွေမကျူစုခင်မှာအထူးသဖြင့်ဒီနေ့ဆက်တွေ့ရကျွန်တော်ပြီးနေမှုကျွန်တော်နာမည်မေးဆလိုင်းညွန့်လွင်ဟုတ်ကဲ့ယေရှုပြုပြီးတော့ဆရာခဏလေးမတည့်ပေးပါအောင်အားလုံးလက်ခုပ်တီးပြီးတော့ကျူဆိုပေးအောင်ဟာလေလုယာယေရှုတင်နေပြန်ထိုင်လို့ရပါပြီကျွန်တော်ဒီဟာပြည်နေမှုကြီးဖြစ်တဲ့ဆက်တွေရဒါပေမဲ့အရာရှိချက်တွေနဲ့ကျွန်တော်စီမှာလာရောက်ပါဝင်နိုင်တာကဘယ်သူကြောင့်လဲဆိုရင်ဖခင်သခင်သူ့ရဲ့စိတ်နှလုံးထဲမှာနှိုးဆော်လို့ဖြစ်ပါတယ်ဟာလေလုယာဒီနေ့ကျွန်တော်မိသားရမှာလူကြီးတွေလိုအပ်တယ်ဒီနေ့လူကြီးတွေလိုအပ်တယ်ဒီနေ့ကျွန်တော်ကိုရက်တီပဲဖို့ရတဲ့နောက်ကနေထောက်ပံ့ဖို့ရထောက်မဖို့ဒီနေ့ကျွန်တော်ထပ်မှာပူဆောင်လာတဲ့ကျွန်တော်အရာရှိကြီးဖြစ်တယ်ယေရှုတင်နေဒီနေ့လာရောက်ပေးတဲ့အတွက်အထူးပဲယေရှုတင်နေယေရှုပြုပြီးတော့တခြားသူတွေထဲကနေဒီနေ့ပထမဆုံးဖျားချောင်းရောက်ပါတယ်ဆိုတဲ့သူခဏလဲကိုယ်နေရာလေးနဲ့မတ်တဲ့ပေးပါအောင်လက်ဆောင်လေးပေးချင်တော့ပါဟုတ်ကဲ့ပြည်နေမှုလက်ယေရှုပြုပြီးခဏလေးမတ်တဲ့ပေးပါအောင်တော်ကြလက်ဆောင်ကြံခဲ့မှာဆိုလို့လက်ဆောင်အတန်ဖိုးကြီးတာတော့မဟုတ်ပေမဲ့ဒီနေ့ကျွန်တော်တို့ဒီအတင်းတော်နဲ့လောက်ထားတဲ့ဘိုးဖင်လေးဖြစ်တယ်အမတ်တာဖွဲ့အတွက်အဲ့ဒီမှာကျွန်တော်အတင်းတော်ရဲ့နာမည်လေးရိတ်ထားတာဖြစ်တယ်ဆိုတော့ဒီနေ့1ယောက်2ယောက်3ယောက်4ယောက်5ယောက်6ယောက်9ယောက်10ယောက်9ယောက်ဖျားသခင်က9ယောက်ကြီးတောင်ပို့ဆောင်လာတာဖြစ်တယ်ဟာလေလုယာအားလုံးလက်ခုပ်တီးပြီးတော့ကျူဆိုကြရအောင်ကဲဘိုးဖင်လေးရတဲ့သူတွေကထိုင်လို့ရပါပြီနော်တကယ်ပဲဖျားသခင်ကဒီညပို့ဆောင်ခြင်းဟာမိတ်ဆွေဒီနေ့တင်ဒီမှာလာရောက်ပါဝင်ခြင်းဟာတရားဟောတာနားထောင်ရုံတက်မဟုတ်ပါဘူးတင်ဟာအမှုတော်အတွက်ဖျားသခင်နိုင်ငံတော်အတွက်တင်ပါဝင်ဖို့ရန်အတွက်ဒီနေရာမှာအလုပ်တွေအများကြီးရှိပါတယ်ကျွန်တော်ခဏပြောတယ်ဖျားကြောင်ထဲမှာထိုင်ခုံတစ်လုံးရပြီးတော့ထိုင်ုံတက်နဲ့ဖျားသခင်ကျွန်တော်ကိုအတင်းသားမဖြစ်စေချင်ဘူးကျွန်တော်ကိုအုတ်တစ်ချက်သေးတဲ့ဘွဲ့အနေနဲ့ပါဝင်ဖို့အတွက်ဖျားသခင်အလိုတော်ရှိတယ်ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့သူတွေကျွန်တော်ညီမငယ်တွေလည်းသမီးတွေလည်းဒီနေ့ဒီမှာပါဝင်တာကဒီမှာတချင်းဆိုလို့ရတယ်အားလုံးတက်ခံလို့ရတယ်ကျန်းစာဖတ်လို့ရတယ်အထူးသဖြင့်တချင်းဆိုခြင်းတဲ့ခါကျရင်နောက်ဆွေတော့ကျွန်တော် bulletin မှာဖုန်းနံပါတ်ရေးထားတယ်ဖုန်းဆက်ပါဒါမှမဟုတ်စာလေးရေးပြီးတော့စာရွက်လေးကိုအလှငွေထည့်တဲ့အထဲမှာထည့်ပေးလိုက်ပါကျွန်မတက်ခံမယ်ကျွန်မဆိုလို့စုမယ်ဆိုပြီးတော့လည်းထည့်ပေးလိုက်ပါဒီနေ့ကျွန်တော်အရင်တော့ကျွန်တော်နာမည်ကြီးတဲ့တရားဟောဆရာနာမည်ကြီးတဲ့အဆူတော်တွေခေါ်ပြီးတော့ဒီမှာကျွန်တော်အမြဲတမ်းပါဝင်တယ်အခုနောက်ပိုင်းတော့ကျွန်တော်မလောက်တော့အဲ့လိုမလောက်တော့ဘာလို့ဆိုတော့ခမရတော့ရဲ့အလှည့်ဖြစ်သွားပြီဒီတခါတော့ခမရတို့တချင်းဆိုရမယ်အတန်ကောင်းဖို့မလိုဘူးဖခင်သားသမီးတွေချီးမွမ်းတာဖခင်တကယ်လိုချင်တယ်ဟာလေလုယာဖခင်သားသမီးတွေရဲ့ချီးမွမ်းတန်ကိုဆောလို့ဆိုလာဖခင်တကယ်နှစ်တဲ့အတွက်ကြောင့်ဒီနေ့အင်မတန်မှအရေးကြီးတာဖြစ်တယ်ဆိုတော့ယေရှုတင်နေဆိုတော့ကျွန်တော်ဒီကကျွန်တော်အရာရှိကြီးဖြစ်တယ်ကျွန်တော်ဖခင်ကြီးလည်းနောက်ပတ်တွေဆိုတော့တ
တဲ့တွန်းလို့ဆိုဖွင့်အတွက်ကျေးဇူးပြုပြီးတော့ပြင်ဆင်ထားပါခွန်အားပေးဖွင့်အတွက်ပြင်ဆင်ထားပါကျွန်တော်ကတော့ဒီမှာပဲလက်တစ်ပြက်နဲ့ပဲဆရာတစ်ချက်လောက်ကျွန်တော်ကိုခွန်အားပေးပါတဲ့တွန်းလို့ဆိုပါဆိုပြီးတော့ကျွန်တော်လောက်မှာခေါ်มาဖြစ်တယ်ဆိုတော့နောက်တစ်ပတ်အတွက်လည်းပြင်ဆင်ပေးပါနောက်တစ်ပတ်မှာလည်းပါဝင်ပေးပါခွန်အားပေးပါဆိုတာထည့်ပြီးတော့ဒီနေ့ကျွန်တော်နှုတ်ဆော်ချင်ပါတယ်ဆိုတော့ဒီနေ့မှာလည်းကျေးဇူးတော်ကြောင့်အတင်းသူတင်တာတဲ့ဖျားတင်ရဆက်လက်ပူဆောင်တယ်ဆိုတော့တင်းသူတင်တာတဲ့အတွက်ကိုဟင်းလိုက်တစ်ချက်လောက်ကျွန်တော်အဲ့ဒီတင်းသူအတင်းဆိုင်ရလက်တစ်ချက်လောက်ပို့ပေးပါကျွန်တော်ဒီပတ်ထဲမှာကျွန်တော်တင်တန်းလေးရှိပါတယ်ကျွန်တော်တင်တန်းလောက်တဲ့အိမ်ကဘေးအိမ်လဲဆိုကိုဇော်မဟင်းတို့အိမ်မှာကျွန်တော်တင်တန်းကေတင်ချင်းတင်တန်းလောက်တာဖြစ်ပါတယ်ဆိုတော့သူဟာလည်းဗုဒ္ဓဘာသာဖြစ်တယ်ဆိုတော့ဒီနေ့သူနဲ့သူမိသားစုတွေသူကတော့ဒီနေ့သူမလာနိုင်တဲ့အတွက်ကြောင့်အလောက်ကိစ္စကြောင့်မအားလက်နိုင်မှုထင်နေနော်ကိုဇော်မင်းမတွေ့ဘူးထင်နေနော်ဆိုတော့ဒီနေ့သူရဲ့မိသားစုတော့ပါလာတယ်ဆိုတော့သူဟာဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်သူမပါလာနိုင်တာဖြစ်တယ်ဘာဖြစ်မိသားစုများကိုကျွန်တော်တို့ဆူတောင်းပေးမှဖြစ်တဲ့အတွက်ကြောင့်ဒီနေ့အတင်းဝင်တစ်ဖြစ်တဲ့ကိုဇော်မင်းဟင်းမလာနိုင်ပေမဲ့ကျွန်တော်တို့ဒေါ်ဆွေမင်းမဘက်ချင်းပါမောင်ယောဆောဘန်ကျုံထောင်းကျေးဇူးပြုပြီးတော့ရှေ့မှာနေရာယူထွက်ပြီးတော့နေရာယူပြဖွင့်အတွက်ယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ကျွန်တော်အားလုံးစိတ်နှလုံးထဲနဲ့သူတို့အတွက်ဆုတောင်းပေးကြရအောင်ကျွန်တော်အတန်လွှင့်ပြီးတော့ဒီမိသားစုအတွက်ကျွန်တော်ဆုတောင်းပေးမယ်ခဏလေးဆုတောင်းကြပါစို့မေတ္တာတော်ရှင်ဖျားယနေ့ကိုရရှင်ဖျားဒီကိုဇော်မဟင်းတို့မိသားစုထန်တော့ကေတင်ချင်းအုံကလေးပို့ဆောင်တော့သူဒီကိုရရှင်ဖျားတာလည်းဖြစ်တယ်ယနေ့ကိုရရှင်မြတ်သူတို့ဒီခရစ်တော်ကိုကေတင်ပန်ရှင်တက်မဟုတ်ပဲနဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံလေယနေ့ဖျားသခင်ကိုကိုးကွယ်ရာဖျားသခင်ကိုချီးမွမ်းရာနေရာဖြစ်တော့ Grace Myanmar Fellowship မှာယနေ့သူတို့ဒီတင်းဝင်အဖြစ်ယနေ့သူတို့ဆက်ကပ်တဲ့အရာပေါ်မှာကိုရောကောင်းကင်နိုင်ငံနဲ့သူတို့မိသားစုစရင်ရဲလေဒီမိသားစုရဲ့အရာရာအားလုံးဟာကိုရောပတ်သက်လက်ကိုရောရှင်ဖျားဒီစီမံခန့်ခွဲသူဖြစ်လက်ဒီမိသားစုကိုထောက်ပံ့တော်သူဒီကိုရောရှင်ဖျားတာလည်းဖြစ်လက်ဒီမိသားစုကိုကာကွယ်တော်သူဒီကိုရောရှင်ဖျားတာလည်းဖြစ်လက်ဒီမိသားစုအချင်းဆုံးအငယ်ဆုံးတိုင်အောင်သူတို့ရဲ့စီးပွားရေးကျန်းမာရေးလူမှုရေးသူတို့ရဲ့စာဝတ်နေရေးမှာအနာကအားလုံးကိုရောလက်တော်ထဲတော်ရင်းနဲ့ကျွန်တော်မျိုးအနှံပါတယ်ယနေ့ကိုရရှင်ဖျားရဲ့တိုးထိန်ဖြစ်တော်ကျွန်တော်မျိုးထန်တော့ယနေ့ဤတူးဆုကိုကျွန်တော်ထန်တော့ပို့ဆောင်တဲ့အခါမှာကိုရောကျွန်တော်ဒီသူတို့ကိုကာကွယ်ကနိုင်မှာမဟုတ်ပါသူတို့ခွန်အားပြဖွင့်အတွက်ကျွန်တော်ဒီအတိုင်းတာတစ်ခုပဲကျွန်တော်ကာကွယ်နိုင်မှာဖြစ်တယ်ကိုရရှင်ဖျားဒီငိတ်မီအိပ်ပျော်ခြင်းမရှိတော့ဖျားကိုရရှင်ဖျားဒီကျွန်တော်စပင်တမြင်တဲ့အစဉ်အမြဲရဲတွက်တော်ဖျားဖြစ်ကြောင်းယနေ့ကိုရရှင်ဖျားဒီအင်ထောင်းမိသားစုကိုကိုရရှင်ဖျားကွယ်ကားခြင်းမဆခြင်းထဲမှာကောင်းကြီးများစွာနဲ့ကိုရရှင်ဖျားတို့ကိုကောင်းကြီးပေးလို့ပို့ဆောင်ပါမြေကြောင်းလက်တော်တော့ဒီမိသားစုစက်ကအနှံပါတယ်ကိုရရှင်ဖျားဤတိုင်းရဲ့တမင်းငယ်အသက်တာဘဝအနာဂတ်၌လဲကိုရရှင်ဖျားတကယ်ပဲချမ်းသာကြွယ်ဝလက်ပညာရေးအရာ၌တကယ်ပဲကြီးပွားသောသူမြတ်ဖြစ်နိုင်ဖို့လို့ငါဤကလေးနှစ်ယောက်ကိုလည်းယေရှုနာမဖြင့်ကောင်းချီးပေးပါတယ်သူတို့မိခင်သူတို့ဖခင်အဖြစ်ဤမိတ္တာယဤအသင်းတော်ကိုကိုရရှင်ဖျားကောင်းချီးဖြစ်စေပါသူတို့အဖြစ်ကိုရောဘုံတော်ထင်ရှားစေတော်မူပါကိုရောလက်တော်တို့ဒီမိသားစုယနေ့ကျွန်တော်မျိုးစက္ကအနှံဆုတောင်းတဲ့အခါမှာကေတင်ပါရှင်ယေရှုဖျားနာမကိုမြှုပ်ချခြင်းအဖြစ်အလုံးရည်တည်စွာနဲ့ဆုတောင်းကြပါရမြတ်စွာသောဖျားအာမင်ကဲအလုံးလက်ခောက်တီးပြီးတော့ကျူဆိုရအောင်ဖျားရှင်ကောင်းကြည့်ပေးပါစေဖျားရှင်ကောင်းကြည့်ပေးပါစေဒီချိန်မှာတော့ကျွန်တော်တက်တဲ့ခံဖို့ရန်အတွက်ဖြစ်တယ်ကျွန်တော်မမွေးကိုတက်တဲ့ခံဖို့အားလုံးလက်ခောက်တီးပြီးတော့ဖိတ်ခေါ်ရအောင်တက်တဲ့ခံခွင့်ပြုတော့ဖျားเจ้าရောက်တာအခုမှခုနှစ်ချိန်ပဲရှိသေးတယ်ဆိုတော့ကျွန်မအများကြီးမပြောတတ်ဘူးလေပြောတတ်တယ်လို့ပြောမယ်နော်ကျွန်မဒီဟာခါကိုပြန်ရောက်တာအခုမှ9နှစ်မပြည့်သေးဘူးပေါ့ပုံမှန်ရန်ကုန်မှာနေတယ်ကျွန်မကရန်ကုန်မှာနေပြီးတော့ဗုဒ္ဓဘာသာနဲ့အင်ထောင်ပြတော့ဗုဒ္ဓဘာသာကိုးကွယ်ခဲ့တဲ့သူဖြစ်တယ်ဗုဒ္ဓဘာသာကိုးကွယ်တယ်ဗုဒ္ဓဘာသာကို20ကျော်လောက်ကိုးကွယ်ခဲ့တယ်ဒီချင်းပြည်နယ်ကိုပြန်ရောက်တော့ဒီဆရာအချန်ကသူငင်မအကူလည်းဖြစ်တယ်လေအဲ့တော့သူငင်မလမ်းပြောင်းနေတာကိုသူကတနာတယ်အဲ့လမ်းမှန်ကိုရောက်ဖို့အတွက်ကိုဆရာအမြောက်များစွာနဲ့ကျမကိုကတိချင်းရအောင်ကျမကိုလမ်းပြပေးခဲ့တယ်
အဲ့လမ်းပြပေးတဲ့အချိန်မှာကျမက100%ယုံကြည်မှုမရှိသေးပါဘူးကျမ100%ယုံကြည်မှုကိုမရှိသေးတာမရှိဘူးစုလည်းမတောင်းတတ်ဘူးအခုဖျားချောင်းလိုင်းလည်းတစ်ချက်လည်းမဆိုတတ်ဘူးကျန်းစာလည်းအခုမှစပြီးတော့ဖတ်တာပေါ့နော်ဓမ္မတိကျမ်းနဲ့စဖတ်တယ်ကျန်းစာလည်းကောင်းကောင်းမဖတ်တတ်ဘူးနားလည်းမလီဘူးသဘောလည်းမပေါက်ဘူးဗုဒ္ဓဘာသာအကြောင်းကိုကျမဗုဒ္ဓဘာသာကိုဘယ်လောက်ထိတောင်ကူးကွယ်လာခဲ့တဲ့လူလဲဆိုတော့ကျမမဟာပလင်တော်မှချိတ်ပြီးတော့အောင်မြင်တဲ့သူဖြစ်တယ်အဲ့လောက်ထိတောင်မှနှိမ့်ဆိုင်စွာကျမအဲ့ဒါတွေပါဖြစ်လို့လောက်ခဲ့လေဆိုတော့ကျမတည်ရင်ပေးသွားမလဲဆိုတော့ကျမကိုကျမတီးချင်လို့ပဲတည်တဲ့ချိန်ကြလို့ရှင်ကိုသွားမယ့်နေရာကိုတီးချင်တယ်ကျမလောက်တဲ့အလောက်ကတကယ်ဟုတ်မဟုတ်အခုလူတက်တန်းခဏလေးပဲလေလူတက်တန်းခဏလေးမှာကျမတည်ရင်ပေးသွားမလဲဆိုတော့ကျမတီးချင်လို့ကျမတည်ရင်ပေးသွားမလဲဆိုတဲ့နေရာကိုရှာဖွေခြင်းဖြစ်တယ်အခုဒီကိုပြန်ရောက်လာတော့တကယ်ကိုငငယ်တုန်းက Sunday School တက်ဖူးပါတယ် Sunday School တက်တယ်ဒါမဲ့ဆူတောင်းရင်ဖျားသခင်ကအပြစ်ပေးပြောက်တယ်အလုံးနဲ့မလုံလောက်ဘူးအလုံးနဲ့မလုံလောက်တဲ့ခါကျတော့ကျမဒီဟာကိုကျမလက်မခံခဲ့ဘူးမလုံလောက်ဘူးမလုံလောက်တဲ့ကိစ္စတစ်ခုကိုကျမလက်မခံဘူးလက်မခံတာဖြစ်တဲ့အတွက်ကြောင့်ကျမအမျိုးမျိုးရှာတယ်ကျမမွတ်စလင်ဘာသာကျောင်းလည်းကောင်းကောင်းသိတယ်ဟိန္ဒူဘာသာကျောင်းလည်းကောင်းကောင်းလေ့လာတယ်ဗုဒ္ဓဘာသာကိုနှက်ဆိုင်ဆိုကိုကျမလောက်ခဲ့တယ်အခုခရစ်ယာန်ဘာသာတွေမှာအခုကျမဆူတောင်းတက်လာဆိုတော့လဲဆူမတောင်းတက်ဘယ်နဲ့စပြီးတော့ဆူတောင်းလို့ဆူတောင်းမှမသိဘူးဒါမဲ့တကယ်ကိုအခုမှလမ်းမှန်ပြန်မြင်တဲ့ခါကျတော့ဆူတော့မတောင်းတက်ဘူးတော်တော်ခက်ခဲဒုက္ခနဲ့ကြုံတွေ့တဲ့အချိန်မှာဘုရားသခင်ကိုစပြီးတော့စမ်းကြည့်တယ်ကျမဆူတောင်းကြည့်တယ်ကျမလူချင်းတဲ့ဟာကိုဆူတောင်းကြည့်တော့အခုဆိုလို့ရှင်ဒီဖျားเจ้าမှာတက်တက်ခံဖို့မရအောင်ဆရာအချံကိုဘလို့အကြောင်းပြချက်ပေးပြီးတော့ကျမဖျားเจ้าကိုမလာဘူးဘလို့အကြောင်းပြချက်ပေးမလဲဆိုတဲ့ဟာကိုကျမလာခံရတဲ့အထီကိုကျမနှုံဆွေးနေတယ်နှုံဆွေးတယ်မလာချင်ဘူးဖျားเจ้าကိုလေမလာဘူးတက်တက်လည်းမခံတော့ဘူးမလာချင်ဘူးဘာလို့နှုံဆွေးနေရလဲဆာလန်ကတအားတိုးလို့လေအရန်တော်တယ်ကျမတို့ဒီဖျားသခင်စီကိုဒီဖျားเจ้าကိုမရောက်နိုင်အောင်မရောက်ရှိအောင်ကျမတို့တားဆီးတယ်အမျိုးမျိုးနဲ့တာယာမှုတွေပေးတယ်အမျိုးမျိုးနဲ့တာယာမှုတွေပြီးတော့ဖျားเจ้าကိုမရောက်ဖြစ်ဘူးအခုကျတော့ဘလို့ပဲနှုံဆွေးဆူတောင်းကြည့်တယ်ဖျားသခင်ကကျမကိုတကယ်ပေးတယ်အခုဆိုလို့ရှိရင်ကျမမှအလုံးမရှိတဲ့ခါကျတော့ကျမအလုပ်တအားလုပ်ချင်တယ်ကျမမှဝင်ငွေလုပ်ချင်တယ်ဝင်ငွေလုပ်ချင်တော့ဆူတော့မတောင်းတတ်ဘူးဆရာအချံကျမကိုပြောတယ်တောင်းတတ်တယ်လို့တောင်းဖျက်သခင်နဲ့စကားပြောတာပဲကိုပြောချင်တယ်လို့ပြောလို့ရတယ်ကျမကိုသင်ပေးတယ်ကျမပြောချင်တယ်လို့ပြောတယ်ကျမတောင်းတယ်ကျမဆူတောင်းတကယ်ပြည့်ခဲ့တယ်ဖျက်သခင်နဲ့တကယ်ကိုတောင်းမှတကယ်ကိုနှလုံးသားအစစ်မှန်နဲ့ဖျက်သခင်စမှာဆူတောင်းမယ်ဆိုလို့ရှိရင်မရဘူးဆိုတာမရှိဘူးဆိုတော့ကျမလက်ခံတဲ့အတွက်ကျမဖျက်သခင်ကိုချီးမွမ်းပါတယ်အဲ့ဒါကိုပြောချင်ပါတယ်အားလုံးလည်းခွန်အားရမယ်လို့မျှော်လင့်တယ်အဲ့ဒါကျမရဲ့ညီမဝမ်းကွဲဖြစ်ပါတယ်လို့ကျမသူလူကလေနှလုံးသားကိုဖျားခင်ကျမတို့နှလုံးသားကိုဖျားခင်ပြောင်းလဲတဲ့အချိန်မှာနော်ဘလောက်ပြုတ်ဘလောက်မာတဲ့နှလုံးသားဖြစ်ပါစေကျမညီမဆိုရင်ကျမသိတယ်သူ့နှလုံးသားတအားမာတယ်ဖျားနဲ့တွေ့တဲ့အချိန်မှာဘလောက်ပြုတ်ပြောင်းသွားလဲဆိုတော့ကျမတွေ့နိုင်တယ်ပေါ့နော်သူမျက်ရည်ကျတာတွေ့လိုက်တယ်ဖျားပြောချင်တာဖျားနဲ့တွေ့တဲ့လူတိုင်းတိမှာပဲတက်တေးရမှာပဲမြေးစမ်းကြည့်ပါခုမှလာတဲ့သူတွေလည်းမြေးစမ်းကြည့်ပါဖះနဲ့တွေ့ဘလို့ပြောင်းလဲငါနောင်တိုက်ရတဲ့ခရိယာမလုပ်တော့ဘူးဆိုရဲလို့တယောက်မှတွေ့မှာမဟုတ်ဘူးเนาะကျမလည်းတက်တေးဖြစ်တယ်เนาะကျမလည်းခရစ်တော်နဲ့တွေ့တဲ့အချိန်မှာကျမနှလုံးသားဘလို့တက်တေးရခဲ့လဲဆိုတော့ကျမယုံကြည်သူတိုင်းလည်းတက်တေးရှိမှာဖြစ်တယ်ကျမတို့ခုနအမေ့ကြံခဲ့လို့ကျမတို့ Sunday School ကလေးငယ်အဖြစ်ဂုဏ်တော်ချီးမွမ်းမှာဖြစ်တယ်ဆရာခုပီနဲ့ Sunday School ကလေးငယ်များကိုလက်ခုပ်တီးပြီးကြိုဆိုကြရအောင်
လဲဆိုလိုက်မယ်နော်ကဲဆိုပဲအိုးထာဝရဖျားအကျွန်တော်ဤခိုအားဗလာကိုရောကိုအကျွန်တော်ချစ်ပါ၏အိုးထာဝရဖျားအကျွန်တော်ဤခိုအားဗလာကိုရောကိုအကျွန်တော်ချစ်ပါ၏ရဖျားဤငါဤချာငါဤယိုယိုငါကိုတေလို့တော့ရှင်ငါဤဖျားငါကိုစောတော့ဆောလက်တီငါဤကွယ်ကငါကိုတေတင်လို့ချိုငါဤရေတဲ့တို့မူ၏ထာဝရဖျားအကျွန်တော်ဤကိုအားဗလာကိုတော်ကိုအကျွန်တော်ချစ်ပါ၏ကိုထာဝရဖျားအကျွန်တော်ဤကိုအားဗလာကိုတော်ကိုအကျွန်တော်ချစ်ပါ၏
ဒီဖျားเจ้าဟာကျွန်တော်အားလုံးရဲ့ဖျားเจ้าဖြစ်တယ်ခလေးတွေလည်းရဲ့ဖျားเจ้าလည်းဖြစ်တယ်ဆိုတော့သူတို့အချိန်လည်းအားရပဲအတောင်းလို့ရတယ်ကျေးဇူးပြုပြီးတော့အရင်တစ်ပတ်တုန်းကကျွန်တော်ဖျားတဲ့ခင်ရှေ့လူရှိမှာကျွန်တော်လုံးဝမြန်မာချမ်းစာအုပ်မရှိပါဘူးဆိုတဲ့သူကိုလက်ထောင်ခိုင်းတာဖြစ်တယ်ဆိုတော့ဘာလို့ဆိုတော့ကျွန်တော်ချမ်းစာအုပ်မရှိလို့အဲ့ဒါကြောင့်ရှိတဲ့ဥစ္စာတောင်းနှုတ်ကိုကျေးဇူးပြုပြီးတော့ကျွန်တော်လုံးဝမြန်မာချမ်းစာအုပ်မရှိဘူးဆိုတဲ့သူကိုပဲလက်ဆောင်ပေးมาဖြစ်တယ်ဆိုတော့ကျေးဇူးပြုပြီးတော့မြန်မာချမ်းစာအုပ်မရှိပါဘူးဆိုတဲ့သူခဏလေးထိုင်တဲ့နေရာကနေခဏလေးမတ်တဲ့ပေးလို့ရမလားမသိဘူးနော်ပြီးတော့လိုအပ်တဲ့အတွက်အတောင်းလိုအပ်တဲ့သူတွေရှိတယ်ဆိုမတ်ရပေးပါနော်ထိုင်တဲ့နေရာနဲ့မတ်ရပေးပါโอเคဆိုတော့1 2 3 4 5 6ရတဲ့သူထိုင်လို့ရတယ်ခဏလေးနော်အဲ့ဒီကနေခဏကြီးမှခဏလေးထိုင်ပေးလိုက်ပါနော်ကျွန်တော်တို့ခဏလေးပြန်ယူလိုက်မယ်နော်ဒီဥစ္စာကကျွန်တော်ဒီရန်ကုန်ကကျွန်တော်အလှူရှင်တယောက်ကကျွန်တော်တငယ်ချင်းကမရအောင်ရှာပြီးတော့ရှာပေးထားတာဖြစ်တယ်ခုချိန်ကတော်တော်လေးကျန်းစာအုပ်လည်းရှားပါတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်တကယ်ကျန်းစာအုပ်ရှိတယ်ဆိုရင်လည်းမရအောင်အဲ့ဒါကျန်းစာဟာကျွန်တော်ရဲ့လိုင်းညွန်စာအုပ်လည်းဖြစ်တယ်ကျွန်တော်အတွက်အရေးကြီးဆုံးအရာဖြစ်တယ်ဆိုတော့ဒီကျန်းစာအုပ်ကိုဖတ်ကြပါနော်ရန်ကုန်မှာကျွန်တော်ဒီမယုံကြည်သူတွေနဲ့အတင်းတော်ကျွန်တော်ဒီထောင်တဲ့အခါမှာဘာဖြစ်တယ်လဲဆိုရင်ကျန်းစာပေးထားတယ်သူတို့ကဗုဒ္ဓဘာသာနဲ့ပြောင်းလဲသူကများတော့လေကဲခင်ဗျားတို့ကျန်းစာဘာဖြစ်တယ်လဲဘယ်လိုအသုံးပြုကြတယ်လဲပြောကြပါဦးလို့မေးတဲ့အခါမှာတယောက်ကတော့ဘာပြောတယ်ဆိုညကလေးကခဏငိုနေလို့ခုတော်တော်ဆရာရဲ့မကောင်းတဲ့အနိဋ္ဌာန်တွေဘာတွေများရှိမလားဆိုပြီးတော့အဲ့ဒီဆာလန်ချမ်းကိုဖျဲပြီးမှအိမ်ရှိမှကတ်တာအဲ့ဒီကလေးနဲ့ကလေးကမငိုတော့ဘူးပေါ့နော်အဲ့လိုပုံစံနဲ့တုံးဖို့မဟုတ်ဘူးနော်အကျန်းစာကျွန်တော်ဖတ်ဖို့ဖြစ်တယ်နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ကျန်းစာအတုံးပြုဖို့နေပြောတာကျေးဇူးပြုတော့ကျန်းတဲ့အဖွဲ့တွေကျန်းစာပါတဲ့လူရောမပါတဲ့လူရောကျေးဇူးပြုပြီးတော့ကျန်းစာပါတဲ့သူရောအခုအတိရတဲ့သူရောမရတဲ့သူရောကျန်းစာကိုရှိတဲ့သူအလုံးလက်ထောင်ကြည့်အောင်ကျန်းစာကိုလက်မြောက်ကြည့်အောင်မဟုတ်ကျန်းစာကိုလက်မြောက်ကြည့်အောင်ဟာလေလုယာကဲကျေးဇူးတင်တယ်အလုံးဖြတ်ရှင်ကောင်းကြည့်ပေးပါစေကျန်းစာပါရမယ်နော်ဖြာကြောင်းထဲမှာကျန်းစာပါကြရအောင်နော်ကဲဒါဆိုရင်ကျွန်တော်ဒီချိန်မှာကျွန်တော်ကျန်းစာဦးဆောင်ဖို့ဖြစ်ပါတယ်ကျန်းစာဖတ်ဖို့ကျွန်တော်ဒီမှာ projector ကအစီအမပြေလို့ကျွန်တော်ဒီကျန်းစာကိုကိုယ့်ရဲ့ကျန်းစာကိုယ့်ရဲ့ဖုန်းကနေကျွန်တော်အတူတကွကြည့်ရအောင်ကျွန်တော်ဖတ်ရမယ့်ကျန်းစာကဘာလဲဆိုရင်တစ်ကိုအခန်းကြီး၈ကိုကျွန်တော်အတူတကွဖတ်မှာဖြစ်တယ်ဆိုတော့ကျန်းစာဦးဆောင်ဖတ်ဖို့ရန်အတွက်ကိုမင်းကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်စာအုပ်လေးရပြီဆိုတော့ရှိတဲ့လူလောလောဆယ်မျှကြည့်ရတာပေါ့နော်တစ်ကောအခန်းကြီး၈ရုပ်ထု၌ပူဇော်သောအစာကိုမစားသင့်ရုပ်ထုရှိ၌ပူဇော်သောရက်ကောင်အရာမှာငါတို့ရှိသမျှသည်ပိုင်းခြားတတ်သောဉာဏ်ရှိသည်ကိုငါတို့သိကြ၏ဉာဏ်သည်ထောင်လွှာစေတတ်၏မေတ္တာမူကားတိဆောက်တတ်၏အကျဉ်သူသည်ငါကားပညာရှိဖြစ်သည်ဟု၍စိတ်ထင်၏ထိုသူသည်တိအပ်သည့်အတိုင်းအလျင်မသိသေးဖျားသခင်ကိုချစ်တော်သူမည်သည်ကားဖျားသခင်တည်သေးတော်မူသောသူဖြစ်၏ရုပ်ထုရှိ၌ပူဇော်သောရစ်ကောင်ကိုစားခြင်းအရာမှာရုပ်ထုသည်ဤလောက၌အချီးနီးတသက်ဖြစ်သည်ကို၎င်းတဆူတဲသောဖျားသခင်မှတပါအဘယ်ဖျားသခင်မှမရှိသည်ကို၎င်းငါတို့သိကြ၏ဖျားများအရှင်များဟုဆိုသည့်အတိုင်းကောင်းကင်မောမြေကြီးပေါ်မှာဖျားဟု၍
ခေါ်ဝေါ်သမုတ်သောသူအများရှိတော်လေအကျင့်ဖျားသခင်အထဲကခတ်သိမ်းသောအရာဖြစ်၍အကျင့်ဖျားသခင်အဖို့အလို့ငါတို့သည်ဖြစ်ကြ၏ထိုဖခမဲတော်ဖျားသခင်တပါးရီသာငါတို့၌ရှိတော်မူ၏အကျင့်သခင်အားဖြင့်ငါတို့မှစ၍ခတ်သိမ်းသောအရာဖြစ်ကြ၏ထိုသခင်ယေရှုခရစ်တပါးတည်းသာငါတို့၌ရှိတော်မူ၏သို့တော်လည်းထိုဉာဏ်ကိုလူတိုင်းမရအချို့သောသူတို့သည်ဖျားယခုတိုင်အောင်ရုပ်ထုရှေ့၌ပူဇော်သောရက်ကောင်ကိုစားသောရုပ်ထုကိုထောက်သောစိတ်နှင့်စားကြသည်ဖြစ်၍သူတို့၌ကိုတည်သောစိတ်သည်အာနေသောကြောင့်ညဉ့်ညူးခြင်းသို့ရောက်တတ်၏အစားအသောက်အားဖြင့်ဖျားသခင်ရှေ့မှမျက်နာရသည်မဟုတ်အစာသောကမျှဖြင့်မျက်သည်မဟုတ်ရှောင်းကာမျှဖြင့်ရုပ်သည်မဟုတ်သို့တော်လည်းသင်တို့လွတ်လပ်ခွင့်ကိုအာနေသောသူတို့၌ထိမိ၍လဲเสียအကြောင်းမဖြစ်စေခြင်းကတတိပြုကြလောအကြောင်းမူကားသင်သည်ပိုင်းခြားတတ်ပါလျက်ပင်ရုပ်ထုစင်မှအစာစားသည်ကိုသူတစ်ပါးမြင်လျင်ကိုတည်သောစိတ်အာနေသောသူသည်ရုပ်ထုရှိ၌ပူဇော်သောရက်ကောင်ကိုစားခြင်းကအတင့်ရဲမည်မဟုတ်လောထို့သောဖြစ်လျင်အကျဉ်ညီအကိုအလို့ခရစ်တော်သည်အသေးခံတော်မူ၏အာနေသောထိုညီအကိုသည်သင်ဤဉာဏ်ကြောင့်ပျက်စီးခြင်းသို့ရောက်ရပါသည်တကားသင်တို့သည်ညီအကိုတို့ထို့သောပြမာ၍သူတို့၌ကိုတည်သောအာနေသောစိတ်ကိုထိခိုက်သောအခါခရစ်တော်ကိုလည်းပြမာရာသို့ရောက်၏တို့ဖြစ်၍ငါဤအစားအသောက်ဖြင့်ငါညီအကိုကိုမှားယွင်းစေလျင်ငါညီအကို၌မှားယွင်းเสียအကြောင်းမရှိစေခြင်းငါအမဲသားကိုအစင်မပြတ်ငါရှောင်ကျမ်းသာဖတ်တဲ့သူတိုင်းဘုရားသခင်ကောင်းကြီးပေးပါကျမတို့ထိုးတဲ့ဟာတိတ်မကောင်းတဲ့အတွက်ကျမကိုအစီအစဉ်လေးကိုမှတ်သားပေးပါလို့တစ်ခေါက်လောက်ပြန်ပြောมาဖြစ်တယ်အလှငွေစက္ကပ်ကမချယ်ရီဝင်းအလှငွေစက္ကပ်ပြီးရင်ယေရမိအဖွဲထာမှာဂုံတော်ချင်းမှာဖြစ်တယ်ပြီးရင်တပင်တိုင်ဆရာကျော်အထူးဆုတောင်းလဲဆရာကျော်တခါရဲဆုတောင်းပေးมาဖြစ်တယ်ပြီးရင် sorry ယေရမိနဲ့အဖွဲကဆရာကျော်ပေးมาယေရမိနဲ့အဖွဲတချင်းဆိုမယ်ပြီးရင်ဒေသနာရှင်ကထမ်းနဲ့တရားနာမဲ့အချိန်ဖြစ်တယ်အခုချိန်မှာအလှငွေစက္ကပ်မဲ့အချိန်ဖြစ်ပါတယ်မချေရီဝင်းယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ဆုတောင်းရအောင်နော်ဖာဖျားရခင်ကိုရောကျူးစင်နဲ့ကိုရောတင်းတာတော်မှာလေကိုရောပူဆောင်ခြင်းနဲ့သူဒီတပတ်တာမှာကောမတဲ့ရှောင်းခွန်ကိုရောပြနာမချောကိုကျူးတင်နဲ့ကိုရောတမျိုးစတိုင်မှာကိုရောပြမြတ်ထဲမှာကောင်းချင်မြတ်ထဲမှာလည်းအနေငယ်တော့အရာကိုတမျိုးစတိုင်ပြန်ယူဆောင်လာခြင်းဖြစ်ပါတယ်ဒီအမွာလည်းဖာဖျားခင်ကောင်းချင်မင်္ဂလာပြနာတော်ပါဖာဖျားခင်တို့ယုံဆောင်တဲ့တယောက်စတိုင်မှာလည်းဒဲမကအဆတဲ့အဆနာမကတော့ကောင်းချင်မင်္ဂလာနဲ့သူကိုရောတိထားတဲ့အတိုင်းတို့မှာလည်းကောင်းချင်တယောက်စေတော်မူပါဖာဖျားခင်တီတူဝင်အဖြစ်လဲနိုင်ငံတော်ကျေပြန်ဖွံ့အတွက်ဖြစ်စေတော်မူပါဖာဖျားခင်ကိုရောတဲ့ဆက်ကတဲ့အရာမှုတော်ဆုံးထဲမှာလည်းကိုရောဆက်ကလည်းကိုရောတီတူတယောက်စတိုင်တော့မျိုးဆောင်တဲ့သူဖြစ်စေဖာတို့ပေါ်မှာလည်းဆင်မှာကိုရောတဲ့တားရဲ့ပေးဆောင်တော့သူတို့ရတဲ့အမြတ်အထက်မှာလည်းကိုရောတားရဲ့ကိုရောကိုဘေကန်တော့သူများဖြစ်နေအောင်သူစင်ကိုလည်းကိုရောပြန်ဆက်ကောင်းကြည့်ပြီးတော့မကြောင်းလဲကိုရောဆက်ကတဲ့ကိုရောပြန်စင်ပြီးတော့ကျေးဇူးပြန်လဲချီးမွမ်းလဲယေရှုခရစ်တော်နာမနဲ့ဆောင်းဆက်ကပ်ပါတယ်ဖာဖျားတဲ့ခင်ဟာလေလုယာယနေ့ညမှာဘုရားသခင်တရက်ပတ်လုံးအသက်ရှင်ခြင်းအခွင့်ကိုပေးတဲ့အတွက်ဘုရားသခင်နာမတော်ဘုန်းကြီးပါစေယနေ့
ကိုရိတ်ဘက်တိချက်ကိုလာရောက်တော့အတင်းသူတင်သားများပေါ်မှာလည်းဖျားရခင်ကောင်းချီးမင်္ဂလာတက်ရောက်ပါစေကျွန်တော်တချင်းလေးမဆိုခင်မှာကျမ်းစာလေးတစ်ပိုက်လောက်နဲ့ခွန်အားပေးခြင်းနဲ့အဲ့ဒါကကျွန်တော်ဟေပြဲ7အငယ်1ဖြစ်တယ်ဟေပြဲ7ငယ်1မှာပြောလဲဆိုတော့ယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုတိမှန်ဆွဲလန်းခြင်းအကြောင်းဖြစ်၏နှုတ်ကပတ်ပေါ်မှာရောက်စီတဲ့ဖျားရခင်ကောင်းချီးမင်္ဂလာတက်ရောက်ပါစေဒီကကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာဒီလောကအရာမှာကျွန်တော်တို့မျှော်လင့်ခြင်းနဲ့အသက်တာမှာရှောင်လံဖို့မဟုတ်ဘူးဆိုတော့ပြောချင်တာဖြစ်တယ်ကျွန်တော်တို့ယုံကြည်သူဖခင်သားသမီးတယောက်ရဲ့အသက်တာကဖခင်သခင်၌ကျွန်တော်တို့မျှော်လင့်ဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းကကောင်းကင်အရာဖြစ်တယ်အာမင်ယေရှုတင်တဲ့ကျွန်တော်ခုဖခင်သခင်ကိုတော်ချင်းတစ်ပုဒ်ကိုချီးမွမ်းခြင်းနဲ့ရောက်စီတဲ့ဖခင်သခင်ကောင်းချီးမင်္ဂလာတက်ရောက်ပါစေအဖအိမ်တော်ဆိုတဲ့ချီးလေးဖြစ်ပါတယ်ပျော်ရွှင်ဆုံးနေရာလေးအဖရဲ့မျက်မှောက်တော်ဝိညာဉ်နဲ့ပျော်လို့ကိုယ်တော်မျက်မှောက်မှာအမြဲတမ်းနေချင်လို့အချစ်ဆုံးနေရာလေးနေချင်ဆုံးနေရာလေးပျော်ရွှင်ဆုံးနေရာလေးအဖရဲ့မျက်မှောက်တော်ဝိညာဉ်နဲ့ပျော်လို့ကိုယ်တော်မျက်မှောက်မှာတခြင်းများတည်ဆိုရင်ကျွန်ုပ်နေချင်နေတာကိုယ်တော်ရဲ့နေနာမှာကိုယ်တော်နာပဲကျွန်ုပ်မြဲတမ်းရှိခြင်းကဲဝိညာဉ်တော်ကိုယ်တော်မျက်မှောက်တော်ထဲကျွန်ုပ်မြဲတမ်းရှိခြင်းနဲ့ကျွန်ုပ်နေခြင်းနေတာကိုယ်တော်ရဲ့နေနာမှာကိုယ်တော်နာပဲကျွန်ုပ်မြဲတမ်းရှိခြင်းကဲဝိညာဉ်တော်ကိုယ်တော်မျက်မှောက်တော်ထဲကျွန်ုပ်မြဲတမ်းရှိခြင်းနဲ့အဖအိမ်တော်ပျော်ရွှင်ဆုံးနေရာလေးအဖရဲ့မျက်မှောက်တော်ဝိညာဉ်နဲ့ပျော်လို့ကိုယ်တော်မျက်မှောက်မှာအမြဲတမ်းနေချင်လို့အချစ်ဆုံးနေရာလေးနေချင်ဆုံးနေရာလေးပျော်ရွှင်ဆုံးနေရာလေးအဖရဲ့မျက်မှောက်တော်ဝိညာဉ်နဲ့ပျော်လို့ကိုယ်တော်မျက်မှောက်မှာတခြင်းများတည်ဆိုရင်ကျွန်ုပ်နေချင်နေတာကိုယ်တော်ရဲ့နေနာမှာကိုယ်တော်နာပဲကျွန်ုပ်မြဲတမ်းရှိခြင်းကဲဝိညာဉ်တော်ကိုယ်တော်မျက်မှောက်တော်ထဲကျွန်ုပ်မြဲတမ်းရှိခြင်းကဲကျွန်ုပ်နေခြင်းနေတာကိုယ်တော်ရဲ့နေနာမှာကိုယ်တော်နာပဲကျွန်ုပ်မြဲတမ်းရှိခြင်းကဲဝိညာဉ်တော်ကိုယ်တော်မျက်မှောက်တော်ထဲကျွန်ုပ်မြဲတမ်းရှိခြင်းကဲအဖအိမ်တော်ခြားသောရမရှိနေတဲ့အရက်တစ်ထောင်ထဲအိမ်တော်မှာတရေတာ၍ကောင်း၏ကောင်းသောဘဝမှာရှိနေတဲ့ဘဝတွေထဲအိမ်တော်မှာတကားဆောက်ကလေးဖြစ်ခြင်းနဲ့ကောင်းသောရမရှိနေတဲ့အရက်တစ်ထောင်ထဲအိမ်တော်မှာတရေတာ၍ကောင်း၏ကောင်းသောဘဝမှာရှိနေတဲ့ဘဝတွေထဲအိမ်တော်မှာတကားဆောက်ကလေးဖြစ်ခြင်းနဲ့ကျွန်ုပ်နေချင်နေတာကိုယ်တော်ရဲ့နေနာမှာကိုယ်တော်နာပဲကျွန်ုပ်အမြဲတမ်းရှိခြင်းကဲဝိညာဉ်တော်ကိုယ်တော်မျက်မှောက်တော်ထဲကျွန်ုပ်အမြဲတမ်းရှိခြင်းကဲကျွန်ုပ်နေချင်နေတာကိုယ်တော်ရဲ့နေနာမှာကိုယ်တော်နာပဲကျွန်ုပ်အမြဲတမ်း
တောင်းချက်တင်ပြလေးရှိလို့ရှိရင်တောင်းချက်တင်ပြီးကြည့်ချင်တယ်နော်တောင်းချက်တင်ပြလေးပါလေဆရာတော်အလုပ်ကတော့အလုပ်ကတော့
Jesu nói ta thì mi áo lông là phía trên đại quang chỉ về và sẽ dân rồi tại quang chỉ một quang chỉ thế dân rồi phía hiện nay bao nhiêu là anh nói mi ta su phía để chơi mi ta su lâu su là áo lông bao mà phía thế anh tiếng nói bạn này chú đấy là mi ta su này chú đấy dân nói áo lông à mi ta su mà phát khi xí được mi khi xí được cái lẽ cái nghề rồi xí được số đó quý nghề mà là cúi à dưới luôn vậy anh mi lên một chủ cha babu bây giờ anh chạy lên một chủ cha babu đã vậy mi ta su rồi anh mà chủ nghề đấy tu rồi anh lên một chủ nghề đấy phải xí su để này à mi ta su coi ôm mà su bao su TV telung một lụt theo các phương mẹ mi ta su thế mà ôm mà phú khát tu chạy là các bà chạy mình là su BBC tây nó bảo tu tây người nào không chịu mà bọn nó đã vậy anh à tu lấy theo các cái đồng không bên này tu không bên gì bọn nó cả chúng sẽ cả chi này ta suy đó mấy tu sa bia mà này tu phú đó là tu thế các bọn nó quay chi chỉ là thế mấy tu sa bia này anh ấy nghe số mà cả chúng mà của bé chỉ vừa nó xuống trả là chân nó bà cả chúng mà chỉ trả lại đấy nào là bây giờ họ biểu chỉ là nên trả lại biểu chỉ là cho nó chạy luôn mà mi ta su sẽ chạy được như là cái thế đi nhà mà mi ta su alo bảo này này nhà khi để cho nó alo mi ta su đồ bé bảo sẽ cả có mà đấy cho nó yên bắt đúng không cho nó một lần chung mũ được khu trở mà khăn sai cho nó một lần chung mũ cho nó bề mà lần chung mũ xí đấy lần chung đấy nhà phía thì cái dạy mà về lần chung mũ xí đấy tên phía cái dạy mà khu lần bị làแต่โบจีเรพยาที่จะได้เทมาตีมุยบิลาพยาที่อากายันเทมาตีชิตลาสุรากูอายินปัจจุบันจะโน้เวการพิเศษดีที่เป็นมารอจะโน้อังกฤษลิสุน relationship เนาะ relationship สุราเป็นรูปแบบอะไรยามาลุนเดสเซมไม่ทายาสุรา fellowship ไม่ทายามาเอาเป็นเนี่ยเจ้าเจ้าเซสไซเนาะเซสไซสุราเกษาเลยเนี่ยจะเราคอนซิลเลยใช่ไหมဆက်ဆံရေးလို့ပြောပါဘောနော်တဲ့တဲ့ relationship ဥပမာကျွန်တော်အမျိုးသမီးတွေကျွန်တော်ရဲ့ဆက်ဆံရေးချင်းနဲ့ဘယ်လိုရှိတယ်လဲဥပမာဒီမှာကျွန်တော်နဲ့ဆရာကူပီးနဲ့ဆက်ဆံရေးဘယ်လိုရှိတယ်လဲဆရာကူပီးနဲ့သူရေးစားရဲ့ relationship ဘယ်လိုရှိတယ်လဲပေါ့နော်ကောင်းသလား relationship ကောင်းတာပေါ့ဆိုတာအဲ့ relationship ကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဆိုတော့အဲ့ဒီအောက်စာကျွန်တော်ပြောခင်မှာကျွန်တော်ကျမ်းစာတစ်ပိုက်ကျွန်တော်အရင်ဖတ်ပါမယ်ဒီနေ့ကျွန်တော်ရွေးချယ်တဲ့ကျမ်းပိုက်ကနှစ်ကောရိန္သုဩရာစာဒုတိယစာဆောင်နှစ်ကောခန်း73ကောရိန္သုဩရာစာဆောင်ဒုတိယစာဆောင်အခန်းကြီး73အပိုက်ငယ်9နဲ့6ကိုကျွန်တော်ဖတ်ပါမယ်နှစ်ကောအခန်းကြီး73အပိုက်ငယ်9နဲ့6တင်တို့သည်ယုံကြည်ခြင်း၌တည်တယ်လို့မတည်တယ်လို့ကိုစစ်ကြောကြလို့ကိုစုံစမ်းကြလို့အစစ်မခံနိုင်တော့သူမမှန်လင်ယေရှုခရစ်သည်တင်တို့၌တည်တော်မူသည်ဟုကိုအကြောင်းကိုမတိကြသလော6မှာငါတို့သည်အစစ်ခံနိုင်တော်သူဖြစ်သည်ကိုတင်တို့တိကြလိုက်မည်ဟုငါထင်မှတ်မျှော်လင့်ခြင်းရှိပြောချင်တာကဒီကြံချက်ကဘာပြောချင်တယ်ဆိုခမည်းတော်ယေရှုနဲ့ခမည်းတော်ရဲ့ relationship ဆက်ဆံရေးဟာဘယ်လိုလဲဆက်ဆံရေးပြတ်သွားပြီလားဆက်ဆိုင်မရှိဘူးလားဒါမှမဟုတ်ဆက်ဆိုင်ရရှိတယ်ကောင်းတယ်နည်းနည်းကောင်းသလားအများကြီးကောင်းသလားဒါမှမဟုတ်တအားကောင်းသလားဖခင်နဲ့တင်တဲ့ယေရှုနဲ့တင်တဲ့ relationship ဟာဘယ်လိုရှိတယ်လဲဆိုတဲ့ကိစ္စကိုဒီနေ့ဒီဥစ္စာလေးနဲ့ခွန်အားပေးခြင်းတာဖြစ်တယ်ကျွန်တော်ကစာဖတ်အယံဝါဒနာပါတယ်စာယံဖတ်တယ်ကျွန်တော်ငယ်တုန်းကဆိုရင်ဒီကျမ်းစာပုံပြင်တွေကိုအကုန်လုံးကျွန်တော်ဖတ်တာကျွန်တော်ခက်တုံးอ่ะဆိုရင်တော့ကာတွန်းနဲ့လောက်ထားတဲ့ကျမ်းစာတွေဟိုဟာတွေရှိတဲ့ story တွေဥပမာဒါဝိဒ်အကြောင်းဆိုတဲ့ဥစ္စာရုပ်ပုံကားချက်နဲ့ရောင်စုံနဲ့ဒါအဲ့တော့ကြည့်ဒါစိတ်ဝင်စားတာနောက်ဆုံးတော့သူတို့အပြန်လှန်ပြောတဲ့စကားလုံးထက်အကုန်လုံးကျွန်တော်အလွတ်ရထားတာအဲ့ဒီတုန်းကတော့အခုလိုကာတွန်းတွေ TV game တွေပါတယ်မရှိတော့အဲ့ဒါတွေပဲကြည့်ရတယ်လေဆိုတော့အဲ့ဒီဥစ္စာနဲ့ကျွန်တော်အရန်ကျွန်တော်ခွန်အားရတယ်ပြီးတော့ကျွန်တော်ကရွှေသွေးဆိုတဲ့စာဆောင်ကိုတအားဖတ်တာအဲ့ဒီရွှေသွေးဆိုတဲ့စာဆောင်ကိုအင်္ဂလိပ်လူနဲ့မြန်မာလူနဲ့ရေးထားတဲ့စာဆောင်ဆိုတော့အဲ့ဒီဆွေသွေးကိုကျွန်တော်ကြည့်တဲ့ခါဖတ်တဲ့ခါမှာပုံပြင်တွေတွေ့တယ်အဲ့ဒီပုံပြင်ထဲမှာဘယ်လိုမျိုးပုံပြင်အရန်သဘောကျလဲဆိုရှင်ဘီရင်ကြီးတစ်ပါးရှိတယ်ပေါ့နော်ရှေးတုန်းကရှင်ဘီရင်ကြီးတစ်ပါးရှိတယ်အဲ့ဒီရှင်ဘီရင်ကြီးမှာသူ့အိမ်ရှိမင်းသားဆိုတဲ့အင်မတန်မှပြည့်စုံတဲ့ချိုးမောတဲ့မင်းသားတစ်ပါးရှိတယ်တနေ့တော့အဲ့ဒီမင်းသားဟာတိုးထွက်တဲ့ခါမှာကစားတဲ့ခါမှာ
多的嘛，冇所嘛呢，新大的天呢，没来的，搞嘛来挑戏的，啊，哎，如果你在冷啊，杀了啦不喏，那杀了总等于先说喏，面嘛在冷什么酒的，哈巴路嘞，啊，罗亚比达的，啊，好啦，没几边的地了，地了不，漂跑把戏的。哦 ，sorry， แต่เทชิไหมตัวมาเตมีชิไหมไอ้มา driver เดียวชิไหมตัวขี่ตัวมาล้ำมากาเปียตัวมาบ่ไอ้มาไอ้แต่เทตมีเนี่ย driver เนี่ยย่าไม่ไปไอ้เราบ้ามาแต่เชี่ยวทุกๆสักไม่ชิวเลยลุยยาเลยไอ้ลูกปงสามจะล้ำมาเลยจีเลยไอ้ลูกปงสามโอ้แต่เทตากะแต่เทตมีกูชิดไอ้สิ่งตัวกูชิดมีบาร์ด้วยข้ามาใจลูกมีเนี่ยตัวเราชิงกูคุยไอ้ข้าแต่ชิงสุดเลยมาคุยบ้านเนี่ยสุดที่เชี่ยลามาอะไรจัลลันตะบัวเอลจะโนบาบิโอเชนเลยจะโนใจได้จัลลันก็เอลปงสานเนี่ยคุกแค่ส่วนอาลุนั่นเลยพวกเซนเรล่าปงสานบ่เนาะเซนเรล่าปงเปียปงสานอาลุที่ว่าเนาะชีสองพ่อเรื่องที่มาว่าเนาะจะโนตมีเนี่ยเอลีเนี่ยจะโนเนี่ยส่วนอะไรจัลลันกูอากงจีเลยเซนเรล่าจัลลันส่วนเนี่ยสลงตาใจลูตมีเนี่ยจะโนเนี่ยเท่าจีละตัวเมียโอเนี่ยละอายะปายะเทนิกงไทยจีระตัวอ้างโอระมาเบียนจีตากะโอ้มาเซนเรล่าชีเลยเซนเรล่าสุเรกองมาเลยตัวเพลชันดาร์ตัวเมเนี่ยตุเนี่ยเรตัวเมหายอกาจังส่งตัวเรแต่เทพเลยตัวเพกะแต่ชามิงมาเปียนอยู่เรมิงมาเนี่ยตัวเนี่ยเปียนเนี่ยข้ามามีถ้วยเนี่ยข้ามามีถ้วยเนี่ยเสชิงขายเรน่าสงสารตัวเพบาส่งตัวโยข้ามาตัวไปใส่หมดเลยอารมณ์มีถ้วยเต็งเลยตัวตมีเนี่ยเอาการลู่เลยตัวอินจีเลยละคงลงอยู่เลยตัวมันเนี่ยไอ้ยาท่าเนี่ยเนี่ยมูชดที่มันนานแล้วเราใครเนี่ยปิ่มปันเนี่ยตะขาดเลยตาปิ่มปันวันเนี่ยลุช่วยเป่าใช้ตัวมีงูสีบิโรโตเรมาช่วยได้โตเรมางูเชิงมามินตาลาบิบ่เนาะจัลลังก็มาโตช่วยกระสายมินตาเนี่ยลาเลยตัวย่อมาบางอย่างก็นามิเรเมกันเนี่ยมานั่นดอกมาบ่เนาะไพ่คอน่าสงสารพันธุ์เพกกับเปียวจัลลังก็ลูกเปียนชาน่าสงสารยังอาจารย์โอ้ไปยินตากันเสียตัวเนี่ยลูกมีจัลลังก็แต่แม่จะโน้ตตามาคริสโตตีเด็กขามาจัลลังลูบาลาจะโน้ตบ้ามาเขาเด็กกลีกเชโอ้มาจะโน้ตว่าคริสโตရဲ့ตตุตมีอันเนี่ยสุบาสุตตุตมีก็บ้านเนี่ยดูเดลสุยอิงตาจีนเทก็เล่ากองเนี่ยดูละตตุตมีจะโน้ตว่าเล่ากองตีกองลูเบอิงตาจีนเทเล่ากองลูดูเลยสำหรับคือเมื่อเราเรียกเล่ากองเลี้ยลูตัวท้ายเราจะโน้ตเปียวรำเขาเบาเนาะมีสิ่งที่มาลูเลี้ยเล่ากองลูมีปงสันเนี่ยจะโน้ตมียองเปียวรำเขาจันทร์สาเทมาลูฮาเล่ากองลูเบตีกองลูเบสุดมันนายท่าเรื่องที่ต้องพิจารณาคริสโตก็โลกะจวดลาดากะอิงตาจีนเทมาเส้นลาดโลเบลงว่าไม่ใช่แต่มาสัตเดตรุตมีกุมาลาบิโรชาเรปงสัมพิเดคริสโตสุโรคริสโตก็ขมียาเรากุขมียางาชิดเดโนชิดเลตัวจังงาอัตเปบิโรกุชิดานอสิบิโรจันโรกุอชิเยลาสุระคริสโตโลกิตารุกุอาชีพลาสูเรขามาจนเราก็จันทร์เทียใจสุนเนาะดันยาบริเวณเนี่ยปีมาจนเราดีพิจสามารถแต่ยาวกูจนเราดีจนเราโปรเฟกต์ตัวบิโรชีเยซูบิโรเล็ดทัดลูเบสุบรจันทร์เทียมาพบยาทาร์พิจสามารถใจตลูเปียวปาร์เรมิงมาเทียกูตัวบิโรเล็ดทัดใครนะพิจารณาโปรให้กูลูบาเบปงสันตามจนเราหาเรสุโรดีเนียมาจะโนบาเปียวเชนเดลสุยไม่สวยเตหาคริสโตกูยงจีเล็กคำพูดอย่างด้วยขมียาทางกันเนี่ยคริสโตบ้ามาไม่มีอะไรมั้งแล้วก่อนในทางกันเนี่ยบ้ามาไม่มีอะไรเสียไม่ชิวงี้ปัดดาบพัดดิเมดิลูเล่กายเล่งี้ปัดเมดิลูกายเล่งี้ปัดเมเบลูเบทิงี้ปัดผู้เบชีร์ดีเนียไม่สวยเตเนี่ยจะโนคริสโตก็ลาบิโรตัวเย่ตรุตมีอันเนี่ยฉันนั่นกูลาอยู่ในหัวเด็กขามาฉันนั่นทางอันเนี่ยบ้ามาคริสโตก็มันมีอะไรมั้งคริสโตก็มีอะไรด่าตะคูเฮชีเลยบาเลสวยเตะใส่นลงอจุเมเน่กูโรกูอจุนเอาชิบาร์เรสุเรสกาลงไม่ผิด
ကျမ်းစာထဲမှာအဲ့ဒီစကားလုံးကဘယ်မှာတွေ့ရတယ်လဲဆိုရင်အဲ့လိုကိုရောကိုချစ်ပါတယ်ဆိုတာနဲ့ကျွန်တော်ကနော်စိတ်ထဲမှာကောင်းမလေးနဲ့ကောင်းလေးတွေပဲအဲ့ဒီစကားလုံးသုံးမယ်လို့ထင်ကြတယ်မဟုတ်ပါဘူးရှင်ပေတရုကိုပြောတယ်ပေတရုမင်းငါ့ကိုချစ်လားပေတရုကချစ်ပါတယ်ကျွန်တော်ကိုချစ်ပါတယ်ဆိုတဲ့ဥစ္စာဆိုတော့ကျွန်တော်ချစ်ပါတယ်ဆိုတဲ့စကားဟာကျွန်တော်ဘယ်လိုဖြစ်တယ်လဲကျွန်တော်ကိုရောကိုကျွန်တော်ချစ်ပါတယ်လို့ပြောတဲ့စကားလုံးဟာတော်တော်လေးကိုစဉ်းစားရတယ်အဲ့ဒါမှာတကယ်လားတဲ့တစ်ခါပြန်မြဲတဲ့ယေရှုကလည်းပေတရုကလည်းချစ်ပါတယ်တားတဲ့အချိန်ပြောတာတကယ်ချစ်သလားလို့မြဲတဲ့အခါမှာဘာဖြစ်တယ်လဲပေတရုကငိုတယ်တဲ့မျက်ရည်ကျတယ်အဲ့ဒါဘာလဲဆိုရင်အဲ့ဒါမှာသူစကားပြောတာဘာလဲကိုရောကိုကျွန်တော်ချစ်ကြောင်းကိုရောအတိဆုံးပါကိုရောအတိဆုံးပါကျွန်တော်ဘာပြောချင်တယ်လဲပေတရုကဘာဖြစ်လို့မျက်ရည်နဲ့မျက်ခွက်နဲ့ကိုရောကိုကျွန်တော်ချစ်တယ်လို့ဘာဖြစ်လို့ပြောတယ်လဲဆိုရင်အဲ့ဒီနေရာမှာ तू ကချစ်တယ်လို့ပါဇက်ကပြောပေမဲ့မနေ့ညတော့ကသူ့ကိုဖမ်းခါနေတဲ့အချိန်မှာကိုရောကိုကြည့်ပြီးတော့ကဲဘယ်သူလဲကိုရောကိုဖမ်းတဲ့အဖွဲတွေဘယ်သူတွေလဲငါအသက်ပေးမယ်လို့ तू ကကြုံဝါနေတဲ့အချိန်မှာယေရှုတို့ပြောတယ်ကြည့်ပြီးတော့ပေတရုမင်းစကားရှောက်မပြောနဲ့မကြခင်မှာမင်းငါ့ကိုကြက်တစ်ခါမတုံခင်မှာ3ခါငါ့ကိုငင်းပေးမယ်ဆိုတဲ့စကားရှိတယ်အဲ့ဒါကြောင့်ငါ့ကိုချစ်လားလို့မဲတဲ့ခါမှာငါ့ကိုတားချစ်တယ်လို့ပြောပေမဲ့မနေညကြက်တစ်ခါမတုံခင်3ခါမတိပါဘူးသူငါမြင်လည်းမမြင်ဘူးမတွေ့ဖူးပါဘူးဆိုပြီးတော့သူ့ကိုယောမစစ်သားတွေမဲတော့က तू ကအဲ့လိုပဲဖြေခဲ့တာအဲ့ဒါကြောင့် तू မမဲ့ဘူးအဲ့ဒီရောက် तू မှတ်မိတယ်ကျွန်တော်ဘာပြောချင်တယ်လဲကိုရောကိုချစ်ပေမဲ့ကျွန်တော်ဘာမှကိုရောအတွက်မလောက်ပေးနိုင်တဲ့အရာကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဒီနေ့မိတ်ဆွေတင်ဖျားသခင်ကိုချစ်တယ်ဆိုတဲ့စကားလုံးပဲဖျားကခရစ်တော်ကလိုချင်တယ်ဒါပေမဲ့အဲ့ဒီအရာကိုတော့စိတ်နှလုံးအကျွမ်းမဲ့တော့ဖြစ်ဖို့လိုအပ်တယ်ကျွန်တော်အမျိုးသမီးကိုကျွန်တော်ဒီကလေးမျိုးမှာတွားပြီးတော့ချစ်ရဲဆိုတာပေါ့နော်ချစ်ရဲဆိုတယ်အဲ့လိုပြောတာနဲ့ပြုံးစီနဲ့နေကြတယ်နော်တိတ်အသေးစိတ်ပြောမှာမဟုတ်ပါဘူးတိတ်ပြီးတော့မမြုပ်ကြပါနဲ့နော်နည်းနည်းပပပဲပြောမှာပါအဲ့ဒါမှအမျိုးသမီးကိုအချစ်ရဲဆိုတယ်ကျွန်တော်အမျိုးသမီးကိုကဲချစ်တယ်နော်ဘယ်လိုလဲဘယ်လိုသဘောရလဲသူကဘာဖြစ်မယ်ထင်ကြလဲမပြောသေးပါဘူးနော်ဒီတိုင်းမှာထားလိုက်အောင်မဇလန်ချီအောင်ပေါ့နော်ခဏနေတော့သူ့အမေတို့လည်းပြောတာပေါ့လက်ထပ်မယ်ဘယ်လိုလဲချစ်လားအဲ့ဒါကနဲ့ဘာလဲသူဘာပြောမယ်ထင်တယ်လဲတချို့ကြတော့နင်းထိုင်းတဲ့ဒူးတွေတုံကြတာအဲ့လောက်ကြည့်ရင်ကုန်ဆရာမလိုပါဘူးကျွန်တော်တယောက်တော့ရှိသေးတယ်နော် तू ကချစ်တယ်လို့ပြောတဲ့ညကိုအခုထိမမေ့ဘူးနော်အခုထိပြောရင်းနဲ့တောင်ဒူးနေနေတုံချင်လာတယ်လို့ဖြစ်တယ်အဲ့ဒါတော့ကသူ့စီကနေကျွန်တော်မျောလင့်တာဘာမှမဟုတ်ဘူး तू ကချစ်တယ်ဆိုတဲ့စကားလုံးကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ကိုရောကိုချစ်တယ်လို့ပြောတဲ့စကားလုံးဟာသင်ကေတင်ချင်းရဖို့လုံလောက်တဲ့အရာဖြစ်တယ်အာမင်ကိုရောကိုကျွန်တော်ချစ်တယ်လို့စိတ်နှလုံးအကျွမ်းမဲ့ကိုရောကိုပြောလဲအဲ့ဒါဆိုရင်သင်ထာဝရအတ္တရဖို့လုံလောက်တဲ့အရာဖြစ်တယ်ဒါပေမဲ့နောက်ဆက်တွဲမှာပါရှိတယ်လေဆိုရင်သင်ဖျားသခင်ကိုတော့သက်စာရှိဖို့လိုအပ်တယ်ဖျားသခင်ကိုယ်ကိုယ်တော်သူဒီပါလဲနာဝိငင်နဲ့၎င်းသက်စာနဲ့၎င်းကိုယ်ကိုယ်ရမယ်အချစ်ဆိုတဲ့စကားလုံးလာတာနဲ့ဘာဟာပါလာတယ်လဲသက်စာဆိုတာပါလာတယ်အချစ်ရဲ့နဲ့ပတ်သက်လိုက်ဒါကြောင့်ဖျားသခင်ကိုတင်ချစ်တယ်ဆိုရင်ဖျားသခင်ကိုတင်သက်စာရှိမှဖြစ်တယ်ဒါကြောင့်ဒီနေ့မိတ်ဆွေတင်တွားခြင်းလာခြင်းအရာအလုံးစုံဟာခရစ်တော်ကဒီလိုပြောကျမ်းစာကဖျားသခင်ဘယ်လိုပြောတယ်လဲခင်ဗျားတို့စပင်တမြင်ထင်းငါရေတွက်တယ်နော်ခင်ဗျားတို့ခြေလမ်းတွေအကုန်လုံးကိုငါတိတယ်နော်မင်းတို့ကငါတွေ့တယ်နော်လို့ပြောတဲ့ခါမှာအဲ့ဒါကိုတိရတာနဲ့ကိုကြိုက်တာလောက်ရေးသေးတယ်ဆိုတော့ဖျားသခင်ကိုသက်စာမရှိတာလည်းဖြစ်နိုင်တယ်ကြိုက်တာကြည့်တယ်ကြိုက်တာပြောတယ်ကြိုက်တာလောက်တယ်မဟုတ်ဘူးဖျားသခင်ငါနဲ့အတူရှိတော့ဖျားအေမန်နွေလာဖျားငါ့ကိုမြင်နေဆိုရင်တော့တင်ဟာတစ်ဖက်ကနေဆိုရင်ဒုစရိုက်ချောင်းနေဆိုတာဖျားသခင်ကြောက်ခြင်းကနေဆလာတာဖြစ်တယ်တဲ့ဥမာကျွန်တော်ရှိမှာကဲခင်ဗျားတို့အပြစ်လောက်ကြစားလို့ပြောရင်ခင်ဗျားတို့ဘယ်သူမှလောက်ရဲမှာမဟုတ်ကျွန်တော်ရှိမှာအဲ့ဒါအပြစ်မလောက်ချင်လို့မဟုတ်လောက်ချင်လွန်းလို့ဒါပဲမဲ့ကျွန်တော်ကြောက်လို့ဖြစ်တယ်ပြောချင်တာကဖျားကိုကြောက်လို့ကျွန်တော်တို့ကအပြစ်မလောက်တာဆရာတွေကိုကြောက်လို့ကျောင်းမှာဆရာရဲ့အမြင်မှာဘာမှအပြစ်မလောက်ရဲဘူးဖ
ပြောချင်တာကဖျားကိုတစ်ဖက်ကနေကြောက်ပြီးတော့အပြစ်ကိုရှောင်တာတခုတည်းမဟုတ်ဘဲနဲ့ဖျားဟာကျွန်တော်ရဲ့အတူရှိတဲ့အတွက်ကြောင့်မိတ်ဆွေဒီနေ့တင်ဘာမှစိုးရင်ဆရာမရှိဘူးဒီနေ့ကျွန်တော်အမျိုးသမီးကိုကျွန်တော်ကိုလက်ခံတဲ့အခါမှာကျွန်တော်အချစ်ကိုလက်ခံတဲ့အခါမှာဘာဖြစ်တယ်လဲကျွန်တော်အမျိုးသမီးဟာကျွန်တော်ရဲ့အကွယ်အကာထဲမှာသူရှိတယ်ကျွန်တော်ရဲ့စီးစိမ်ထဲမှာသူရှိနေတယ်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုအားလုံးဟာသူ့ရဲ့ပိုင်ဆိုင်မှုရှိလာတယ်သူဟာကျွန်တော်ရဲ့ကွယ်ကာမှုသူဟာသူ့ရဲ့ဘဝတစ်လျှောက်လုံးဟာကျွန်တော်ကသူ့ကိုထောက်ပံ့တော့မှာဖြစ်တယ်စပွန်ဆာတော့မှာဖြစ်တယ်ယနေ့ကျွန်တော်ကိုခရစ်တော်ကဖိတ်ခေါ်တာကသူဟာကျွန်တော်ကိုတာဝန်ယူခြင်းလို့ဖြစ်တယ်ဟာအာမင်ကျွန်တော်ကိုဆောင်းရှောက်ခြင်းနဲ့ဒီနေ့ဟောဖက်ကနေဝါအိမ်တွေမိရှုဟေးဟောမှာတကူဖြစ်နေဟောမှာဘုံပေါက်ခွဲတယ်ဘာဖြုံးမလဲမသိပါဘူးခဏနဲ့ကျွန်တော်ထွက်ပြေးကြမလားဘာမှစိုးရင်ဆရာမရှိဘူးကျွန်တော်ကိုအကွယ်ကားပေးတဲ့ကျွန်တော်ကိုချစ်ရဲဆိုတဲ့ကျွန်တော်ရဲ့ခရစ်တော်ခင်ပွန်းလောင်းဆိုတာကကျွန်တော်ရဲ့အရာခတ်သိမ်းကိုကူညီမဆနိုင်တဲ့သူဖြစ်တယ်ဒါကြောင့်မိတ်ဆွေတင်တယောက်တည်းမဟုတ်ဘူးတင်နဲ့ဖယားနဲ့ဆက်ဆံရေးဘယ်လိုရှိတယ်လဲဆိုတာတိတ်အရေးကြီးတဲ့အရာဖြစ်တယ်ကဲစဉ်းစားကြည့်လိုက်ပါတင်နဲ့ဖယားရဲ့ဆက်ဆံရေးကဘယ်လိုရှိတယ်လဲခုဖယားနဲ့တင်နဲ့ဆက်ဆံရေးကောင်းသလားဒါမှမဟုတ်ရင်ဒီလိုပါပဲလေငါခရစ်တော်ယုံပါဆိုတော့ငါယုံတာပေါ့သူနဲ့လည်းတစ်ခါမှစကားမပြောဘူးတွေ့လည်းမတွေ့ဘူးဆုတောင်းလည်းတစ်ခါမှအဖြေမရဘူးဆိုရင်ခင်ဗျားတို့စစ်ဆဲဖို့လိုအပ်တယ်အခုနကျမ်းစာထဲမှာခင်ဗျားတို့ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးဖို့လိုအပ်တယ်ခင်ဗျားတို့ယေရှုနဲ့တင်တဲ့ relationship တကယ်ကောင်းသလားသူ့ရဲ့တကယ်ကာကွယ်နိုင်မှုကိုတင်ခံရသလားသူကောင်းကြီးပေးနိုင်မှုကိုတင်အမှန်တကယ်လက်တွေ့အရအတာခံစားသလားမခံစားသေးဘူးဆိုရင်ဒီနေ့ကိုရော့ကိုအကျွန်ုပ်ချစ်ပါတယ်လို့စိတ်နှလုံးအကျွမ်းမဲ့နဲ့ကိုရော့ကိုပြန်ပြီးတော့မိမိအသက်တာပြန်ဆက်ကအနှံပါလို့ထပ်ပြီးတော့ကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်ဒီနေ့ကျွန်တော်မျိုးသမီးနဲ့ကျွန်တော်နဲ့ relationship ကအခုအတူတူကနေတဲ့အခါမှာသူအင်မတန်မှကျွန်တော်ကိုယုံကြည်မှုရှိလာပြီးသူကျွန်တော်ကိုအားကိုးမှုရှိလာတဲ့အတွက်ကြောင့်ဒီနေ့သူကကျွန်တော်ကိုတော်တော်ကိုဘာမှစိုးရင်စရာမရှိတော့သူရဲ့အနာဂတ်ဘဝတစ်ခုလုံးအတွက်သူမစိုးရင်ဘာလို့လဲကျွန်တော်တယောက်လုံးရှိတဲ့အတွက်ဘာမှမစိုးရင်တော့ဒီနေ့သူခရစ်တော်တင်ပိုင်ဆိုင်ပြီးပြီဆိုရင်ခရစ်တော်ထဲနဲ့အရာခတ်သိမ်းကျွန်တော်ကိုဖျားထင်ပေးပြီးသားဖြစ်တယ်ဒီနေ့မိတ်ဆွေတင်စိုးရင်တဲတယ်ဆိုရင်မဟုတ်သေးဘူးခရစ်တော်နဲ့တင်နဲ့ဆက်ဆံရေးကိုပြန်ပြီးတော့လက်လာဆန်းစစ်ကြည့်ပါဆူတောင်းကြည့်ပါအောင်ပြန်ပြီးတော့ခရစ်တော်ကိုခေါ်ကြည့်ပါအောင်ခရစ်တော်ဟာအမှန်တကယ်ကျွန်တော်အနီးနားမှာရှိတယ်ကျွန်တော်ကိုဆောင်မနိုင်တဲ့ဖခင်ဖြစ်တယ်ကျွန်တော်ရဲ့အရာခတ်သိမ်းကိုကူညီနိုင်သောဖခင်သခင်ဖြစ်တယ်ဆိုတာကိုထပ်ပြီးတော့ကျွန်တော်သတိပေးတာဖြစ်တယ်ပြီးတော့အခုနကျမ်းစာထဲမှာတွေ့ရတယ်လို့ပဲခရစ်တော်နဲ့တင်းနဲ့ဆက်ဆံရေးတိတ်မကောင်းသေးဘူးဆိုရင်ခရစ်တော်နဲ့ကျွန်တော်နဲ့ကြားမှာအမှန်တကယ်ကျွန်တော်ယုံကြည်ခြင်းနဲ့ဆန်းစစ်ဖို့များလို့တလားမသိဘူးဆိုပြီးတော့ဖခင်ဒီကပြန်ဆုတောင်းပြီးတော့ကိုရောကျွန်တော်ရဲ့ဘဝကိုကိုရောလက်တော်စကန်နိုင်တယ်ကိုရောအတန်ကိုကြားနိုင်ခွင့်ပေးပါကိုရောကျွန်တော်ရဲ့ဆုတောင်းခြင်းကိုအဖြေပေးပါကျွန်တော်ရဲ့မိသားစုကျွန်တော်ရဲ့ဘဝအားလုံးကိုရောလက်ထက်မှာပြန်အပ်နိုင်တယ်ဆိုပြီးတော့ခရစ်တော်ကိုပြန်ပြီးတော့နေရာပေးပါသူခရစ်တော်မျှော်လင့်တာအလှူငွေအများကြီးပေးဖို့မဟုတ်ဘူးအများကြီးပေးကဆွန့်ကြဲဖို့မဟုတ်ဘူးအများကြီးအစာချောင်ဆုတောင်းပေးဖို့မဟုတ်ဘူးစိတ်နှလုံးအကျွမ်းမဲ့နဲ့အကျွန်ုပ်ကိုရောကိုချစ်ပါတယ်ဆိုတဲ့မိတ်ဆွေတည်းရဲ့အဖြေကိုပဲယေရှုကမျှော်လင့်တာဖြစ်ပါတယ်သူယေရှုနဲ့ဆက်ဆံရကောင်းတဲ့ဆိုရင်ကျွန်တော်အားလုံးဟာကျွန်တော်လောကထဲမှာအသက်ရှင်နေအချိန်ဖြစ်ပါစေလူမှာဘဝနှစ်ပါးရှိတယ်ပထမဘဝကသင်္ခါရဘဝအခုအသက်ရှင်နေတဲ့အချိန်ပြီးတော့ခဏနဲ့တမလွန်ဘဝအဆူပြီးတော့ပြောလာတာရှိတယ်အဲ့ဒါပြီးခရစ်တော်ကိုယ်တိုင်အောက်ဆိုတဲ့နှစ်တစ်ထောင်ကာလဆိုတော့ရှိသေးတယ်ဆိုတော့ဘဝနှစ်ပါးမှာအသက်ရှင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဘဝနှစ်ပါးမှာကျွန်တော်အင်မတန်မှအရေးကြီးဆုံးဆက်ဆံဖို့အတွက်အရေးကြီးဆုံး relationship လုပ်ဖို့ယေရှုတပါးပဲဖြစ်တဲ့အတွက်ကြောင့်အခုအချိန်မှာလည်းကျွန်တော်ကိုဖျားထင်ကဒီဆိုးရုပ်နေတဲ့ဒီကဘာကြီးထဲမှာယေရှုနဲ့အမှန်မှန်ကန်နဲ့ဆက်ဆံမယ်ဆိုရင်ကျွန်တော်ဟာအင်မတန်မှငြိမ်သက်ခြင်းရှိမှဖြစ်တယ်ဝမ်းမြောက်ခြင်းရှိမှဖြစ်တယ်ကျမ်းစာထဲမှာဖော်ပြထားတာကငြိမ်သက်ခြင်းကိုတင်တော့နဲ့ငါထားမယ်တဲ့ငါရဲ့ငြိမ်သက်ခြင်းဟာစိုးရင်ပူပန်ခြင်းဘာမှမရှိတဲ့ငြိမ်သက်ခြင်းဖြစ်တယ်ဒီနေ့သူယေရှုကိုပြန်လဲပြီးတော့ဆက်တွေ့လိုက်ပါဆက်ဆံရကောင်းအောင်ကျွန်တော်ကြိုးစားပြန်လဲပြီးတော့ကြိုးစားပါယေရှုအမြဲတမ်းသူ့နှလုံးသားကိုကျွန်တော်အတွက်တကားဖွင့်ပေးထားတာဖြစ်တယ်ဆိုတာဒီနေ့ခွန်အားပေးခြင်းတာဖြစ်တယ်အရောက်စေတိုင်းအတွက်ဖျားရှင်ကောင်းကြီးပေးပါစေကျွန်တော်အားလုံးအတူတကွမတရားပြီးတော့ hallelujah chorus တခြင်းဆိုပြီးတော့ကျွန်တော်ကောင်းကြီးပေးခြင်းအဖြစ်အစည်းအဝေးရောက်တင်ကြမှာဖြစ်တယ်အလုံးတိမဲ့တယ်နော်ဟာလေလုယာဆိုတဲ့တခြင်းလေနော်ကဲတူတော်တီဆိုရအောင်ဟာလေလုယာဟာ
ယနေ့ဖျားသခင်ကိုချစ်လျက်ဖျားသခင်ကကိုးကွယ်ထိုက်တော်ဖျားဖြစ်ကြောင်းယုံကြည်လျက်ယနေ့ဖျားသခင်ကိုကိုးကွယ်ချီးမွမ်းကြကုန်သောခရစ်တော်ရဲ့အသွေးအဖြစ်ရွေးနှွေးကြကုန်သောယုံကြည်သူသားသမီးအကြီးဆုံးမှအငယ်ဆုံးတိုင်အောင်တင်လို့အားလုံးပေါ်မှာခမဲတော်ဖျားရဲ့ချစ်ချင်းမြတ်တာဒါတော်သခင်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နဲ့ဂရုဏာတော်နေ့စဉ်ကျွန်တော်နဲ့အတူရှိတော်မူသောတန်ရှင်တော်ဝိညာဉ်တော်၏အတူပါရှိခြင်းသည်ယနေ့ကာလမှစ၍ကာလအစဉ်မြေတင်လုံးနဲ့အတူတည်ရှိတည်နေပါစေတော်အာမင်အားလုံးဖျားရှင်ကောင်းချီးပေးပါစေ